အစွဲဆိုတဲ့စကားကိုမိတ်ဆွေတို့ကြားဘူးကြပါသလားမိမိတေဆုံးကန်ဒီမှာအရာတစ်ခုကိုဆွဲလန်းနေတဲ့အခါအဲ့ဒီအစွဲပေါ်ကိုအစွဲပြူပြီးတော့မကြွမလွတ်တဲ့ဘဝကိုရောက်ရှိကြရပါတယ်ဒီနေ့တစ်ဆက်ပေးမဲ့ဇလန်းလေးကလည်းကိုချစ်ရတဲ့သူပေါ်မှာအစွဲလန်းကြည့်ပြီးတော့မကြွလွတ်ဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ရဲ့တနာဖွယ်ရာဇလန်းလေးတစ်ပုဒ်ကိုကျွန်တော်ပြောပြပေးသွားမှာပါဇလန်းရဲ့အစမှာတော့နေဝင်ရီရောအချိန်အေယာဝတီမြကန်ပြီးမှာအလုံးမင်းအေဂျင့်တာယာလုံးလာပါတယ်အဲ့ဒီချိန်မှာကိုလူကြီးတယောက်900ကနေအိမ်ပြန်လာရင်မြကန်ဘေးလျှောက်မှာလမ်းလျှောက်လာခဲ့ပါတယ်သူဟာဝေးကွာတဲ့နေရာကနေအမျိုးသမီးတို့ရဲ့ငိုကြွေးတံကိုကြားလိုက်ရပါတယ်ပဲ့တင်တဲ့တာမှမဟုတ်တရိษံတစ်မျိုးမျိုးရဲ့အတန်ဖြစ်မယ်လို့ထင်ခဲ့ပြီးတိတ်ခယူးမဆိုင်ခဲ့ပါဘူးခဏအကြာလမ်းလျှောက်လာပြီးရဲ့နောက်မှာတော့ရေယာဝတီမြစ်ဘက်ကိုမျက်နှာမူပြီးထိုင်နေတဲ့အမျိုးသမီးတို့ကိုတွေ့လိုက်ရပါတယ်သူမကသူ့ကိုကြောပေးထားပြီးတော့သပင်တွေကလည်းခါးထီကိုရှည်ရနေပါတယ်မြမဝစ်စောဟောင်းထရေကိုဝစ်စင်ထားပြီးတကိုယ်လုံးကလည်းဆိုးစွတ်နေပါတယ်သူမဟာဒုနမတ်ကိုပိုက်ပြီးတော့ခေါင်းကိုကခြိုက်ကြီးတငယ်ငိုကြွေးနေပါတယ်ဒီအမျိုးသမီးကဘာလို့လဲဘယ်ကလာလဲဆိုတော့သူမသိပေမဲ့စိုးရင်စိတ်နဲ့တွားရောက်မေးမြန်းခဲ့ပါတယ်ဟေးညီမဘယ်လိုဖြစ်လို့တယောက်တည်းဒီမှာလာထိုင်နေရတာလဲညမှောင်တော့မယ်နော်အန်ရယ်များလွန်းပါတယ်ကိုလူရဲ့စကားကိုကြားလိုက်တဲ့အခါမှာအမျိုးသမီးငယ်ကကိုလူရဲ့ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်သူမရဲ့မျက်နှာကဖြူရောနေပြီးတော့မျက်ရည်တွေကလည်းတွေးလို့စီးကျနေပါတယ်ကျမရဲ့ချစ်သူကိုစောင့်နေတာပါလို့ပြန်ဖြေလိုက်ပါတယ်ကိုလူရဲ့အမျိုးသမီးရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါလန့်ဖြန့်ပြီးတော့ချက်ချင်းထွက်ပြေးခဲ့ပါတယ်အဲဒီချိန်မှာပဲအမျိုးသမီးရဲ့အတန်ကသူ့နောက်ကနေဇက်တိုက်ခေါ်နေခဲ့ပါတယ်ကိုလူကျမကိုစောင့်ပါအောင်ကိုလူရဲ့ရင်းနှီးရဲ့အတန်ကိုကြားလိုက်ရတော့ပြေးတာတွေကိုရက်ပြီးတော့သတိပြောင်းဝင်ကအနောက်လှည့်ကြည့်လိုက်တော့သူ့ရဲ့ဇနီးမက်အေးတောင်းကိုတွေ့လိုက်ရပါတယ်ဟင်မင်းအမေရင်သွားအိမ်မှာဆိုဩကျမမသွားတော့ဘူးလေဒါဆိုခုနအေယာဝတီမြေဘေးမှာထိုင်နေတဲ့အမျိုးသမီးကိုမင်းမမြင်လိုက်ဘူးလားဟင်မမြင်ပါဘူးကိုလူရဲ့အဲ့ဒါကျမပဲလေရှင်မျက်စိမားနေရဖြစ်ပါလိမ့်မယ်ဟင်အဲ့ဒါမင်းလားဟုတ်တယ်လေကျမကိုလူကြီးကိုစောင့်နေရလေဒါကြောင့်ဒီမှာထိုင်ဆောင်နေတာအဲ့ဒီခါကိုလူကြီးကအနှဲငယ်စိတ်သက်သာရသွားခဲ့ပါတယ်သူမြင်ခဲ့ရတဲ့အမျိုးသမီးကတရေမဟုတ်ဘဲနဲ့သူ့ရဲ့ဇနီးဖြစ်နေလို့ဆိုပြီးတွေးလိုက်မိပါတယ်လေဝင်ရီရောအချိန်မို့လို့မျက်စိမှုံပြီးကောင်းကောင်းမမြင်ရတာဖြစ်မယ်လို့သူထင်ခဲ့ပါတယ်ဒါကြောင့်တရေမလို့ထင်ခဲ့မိတဲ့သူ့ရဲ့ဇနီးတွေကိုတောင်းပန်ခဲ့ပါတယ်မအေးတောင်းကလည်းသူ့ကိုဘာအပြင်းမှမတင်ပါဘူးသူတို့နှစ်ဦးကနှစ်ပေါင်းများစွာအတူနေထိုင်လာခဲ့ပြီးဒီလိုနားလည်မှုလွဲတာမျိုးကသူမအတွက်တော့အသေးမွားကိစ္စလေးပါပဲအဲ့တော့သူတို့ဇနီးမောင်နှံကပုံမှန်အတိုင်းနေစဉ်ဘဝကိုဖျက်တမ်းခဲ့ပါတယ်ဒါပေမဲ့လာပြင်းနေတိုင်းကိုလူအေးကအေယာဝတီမြေကမ်းဘေးကတရေမောက်ကိုအိမ်မက်မက်ပြီးတော့လန်နိုးလာလေးရှိပါတယ်ဇနီးတဲ့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါတိုင်းလဲဇနီးတဲ့ရဲ့မျက်နှာကိုတရေမမျက်နှာအဖြစ်မြင်တွေ့နေရပါတယ်ဒါပေမဲ့မျက်လုံးကိုပုတ်တက်ပြီးပြန်ကြည့်လိုက်တဲ့အခါဇနီးတဲ့ရဲ့မူလမျက်နှာကိုပြန်မြင်ရပါတယ်ဒီတရေမောက်ကိုမကြာခဏအိမ်မက်မက်နေရတာကိုကိုလူကြီးတယောက်အံ့ဩနေမိပါတယ်ဒီအကြောင်းကိုမအေးတော့ကိုမပြောပြဘဲနဲ့ပြုတ်ဝက်ထားခဲ့ပါတယ်လာပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ကိုလူကြီးရဲ့ခန္ဓာကိုယ်ကပုံမှန်မဟုတ်တဲ့လက္ခဏာတွေပေါ်လာခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းအားနည်းလာပြီးဘာအကြောင်းပြချက်မှမရှိဘဲနဲ့ဖျားနာလာခဲ့ပါတယ်ဒါပေမဲ့မအေးတော့ကတော့ကိုလူကြီးရဲ့ဖျားနာမှုကိုအံ့ဩဖို့မရပါဘူးသူမဟာကိုလူကြီးကိုပုံမှန်အတိုင်းပဲပြုစုဆောင်ရှောက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ကိုလူကြီးကလမ်းမလျှောက်နိုင်တော့တဲ့အထိဖျားနာလာပြီးအိပ်ရာထဲမှာလဲနေခဲ့ရပါတယ်ထမင်းဟင်းအစားအသောက်တွေလည်းမစားနိုင်တော့ပါဘူးကိုလူကြီးကသူ့ရဲ့ဇနီးကိုဆေးကုသဖို့ခေါ်သွားပေးဖို့တောင်းဆိုခဲ့ပေမဲ့သူမကသူ့ရဲ့တောင်းဆိုမှုကိုလစ်လျူရှုထားခဲ့ပါတယ်ကိုလူကြီးနေကောင်းကျင်တယ်မင်းကိုလူကြီးကိုဆရာဝန်နေစီခေါ်သွားပေးလို့မရဘူးလားဆရာဝန်နေစီသွားလည်းမတတ်တာပါဘူးကိုလူကြီးရဲ့ဘာဖြစ်လို့လဲဆိုတော့ကိုလူကြီးကတခြားလူတွေကိုဖျားနာနေတာမဟုတ်ဘူးဟင်မင်းဘယ်လိုသိရလဲကိုလူကြီးရဲ့ဖျားနာမှုကတခြားလူတွေနဲ့မတူဘူးဆိုတာကိုဘာဖြစ်လို့လဲဆိုတော့ကိုလူကြီးရဲ့ဖျားနာမှုကကျမစီရလာတာလေမအေးတောင်းရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားပြီးအေယာဝတီမြေကမ်းဘေးကတရေမရဲ့မျက်နှာအဖြစ်ပေါ်လာခဲ့ပါတယ်မျက်နှာဟာဖြူရောနေပြီးတော့မျက်ရည်တွေကလည်းသွေးလိုစီးကျနေပါတယ်တရေမကိုလူကြီးကိုရှာသွေးဖို့ကျမအချိန်တော်ကြာကြီးစောင့်ယူခဲ့ရတာဒီတစ်ခါတော့ကိုလူကြီးကိုကျမရဲ့လက်ထဲကနေဘယ်တော့မှမလွတ်ပေးတော့ဘူးတရေမနဲ့မအေးတောင်းရဲ့ပုံရိပ်တွေကတလဲစီပေါ်လာပြီးကိုလူကြီးကိုကြောက်ရွံ့ထိတ်လန့်စေကစိတ်ရှုပ်ထွေးသွားစေခဲ့ပါတယ်မင်းကဘာလို့လဲမင်းတရေမဟုတ်ဘူးလားဒါမှမအေးတောင်းလားတရေမကိုလူကြီးရဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်ပါတယ်ကိုလူကြီးကရုတ်တရက်ရက်တန့်သွားပြီးတော့သူမရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်လိုက်တဲ့အခါအတိတ်ကပုံရိပ်တွေကသူ့ရဲ့မှတ်ဉာဏ်မှာပေါ်လာခဲ့ပါတယ်
လွန်ခဲ့တဲ့10နှစ်တုန်းကတရေမဟာကိုလူရေးရဲ့ချစ်သူဟောင်းမလှကြီးဖြစ်ပါတယ်မလှကြီးနဲ့ကိုလူရေးကတအူးကိုတအူးအရန်ချစ်ကြပြီးတော့မကြာခဏဆိုသလိုမြေကမ်းဘေးမှာချိန်တွေ့လေးရှိပါတယ်ဒါပေမဲ့သူတို့နှစ်ဦးရဲ့အခြေအနေကတော့ကွာခြားလွန်းလှပါတယ်မလှကြီးရဲ့ဖခင်ကချမ်းသာတဲ့ကုန်းတဲ့တအူးဖြစ်ပြီးကိုလူရေးကတော့ဆင်းရဲတဲ့ငါးဖမ်းသမားတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မလှကြီးရဲ့ဖခင်ကကိုလူရေးကိုသဘောမကျပါဘူးဒီနေ့မှာတော့မလှကြီးရဲ့ဖခင်ကသူတို့နှစ်ဦးချိန်တွေ့နေတာကိုသိသွားတဲ့အခါသူ့ရဲ့လူတွေကိုလမ်းမှာကိုလူရေးကိုချောင်းမြောင်းရိုက်နှက်ခိုင်းပြီးတော့တတိလစ်သွားစေခဲ့ပါတယ်။အဲဒီနောက်ကိုလူရေးရဲ့ခန္ဓာကိုယ်ကိုရွာနဲ့အတော်တန်ဝေးတဲ့တောထဲမှာပစ်ထားခဲ့ပါတယ်။အဲဒီအချိန်မှာမအေးတောင်းကကိုလူရေးကိုတွေးရှိခဲ့ပြီးကယ်တင်ခဲ့တာပါ။ကိုလူရေးတတိပြန်ရလာတဲ့အခါသူကဘာလို့လဲဆိုတာကိုမမှတ်မိတော့ပါဘူး။သူ့ရဲ့မှတ်ဉာဏ်တွေပျောက်ဆုံးနေခဲ့ပါတယ်။သူ့ကိုပြုစုဆောက်ရှောက်ပြီးတော့အသက်ကယ်ခဲ့တဲ့အမျိုးသမီးကမအေးတောင်းဆိုတာကိုပဲသူသိခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးကချစ်ကြိုက်သွားပြီးတော့နောက်ဆုံးမှာအတူတကွနေထိုင်ခဲ့ပါတယ်။မလှကြီးကတော့သူ့ချစ်သူကိုစိတ်အားထက်သန်စွာစောင့်မျှော်ခဲ့ပေမဲ့ပြန်မလာခဲ့ပါဘူး။ကိုလူရေးအကြောင်းဘာသဲလွန်စားမှမရှိပဲဖျောက်ကွယ်သွားခဲ့ပါတယ်။မလှကြီးရဲ့ဖခင်ကတော့ကိုလူရေးဟာသူမကိုမချစ်တော့ကြောင်းသူမကိုထားခဲ့ပြီးအခြားမျိုးသမီးတဦးနဲ့လက်ထပ်သွားပြီးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။မလှကြီးကတော့လုံးဝမယုံကြည်ခဲ့ပါဘူး။သူမကကိုလူရေးကိုနေရာတိုင်းမှာလိုက်ရှာခဲ့ပေမဲ့မတွေ့ခဲ့ပါဘူး။အဲဒီခါသူမအရန်ကိုဝမ်းနည်းခဲ့ပြီးကိုလူရေးသူမကိုတကယ်ထားခဲ့ပြီလို့ထင်သွားမိလိုက်ပါတယ်။ပထမဆုံးချစ်တဦးတည်းသောချစ်သူဖြစ်တာကြောင့်မလှကြီးကရေထဲကိုခုန်ချပြီးကိုအဆုံးစီရင်ခဲ့ပါတော့တယ်။သူမကချစ်သူကိုရှာဖွေရင်းမြေကမ်းဘေးမှာမကျွတ်လွတ်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရပြီးတရေမတူဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာငားရှာတဲ့ကိုလူအေးကိုရှာတွေ့ခဲ့ပါတယ်။ဒါကြောင့်ကိုလူအေးရဲ့ဇနီးမအေးတောင်းအဖြစ်အသွင်ပြောင်းခဲ့ပါတယ်။အိပ်ပျော်နေတဲ့အချိန်မှာတရေမဟာကိုလူအေးရဲ့ဝိညာဉ်စွမ်းရည်တွေကိုတဖြည်းဖြည်းဆုပ်ယူခဲ့ပါတယ်။ကိုလူအေးကျမနဲ့အတူလာနေပါဒီတစ်ခါတော့ကျမတို့ရဲ့အချစ်ကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်တရေမမလှကြီးကကိုလူရေးရဲ့မျက်နှာကိုညှင်သာသာထိတွေ့လိုက်ပါတယ်ကိုလူရေးကသူမရဲ့လက်ကိုဆုပ်ကန်လိုက်ပြီးတော့မျက်ရည်တွေစီးကျလာပါတယ်သူဟာသူမကိုပေးခဲ့တဲ့ဂရိအတိုင်းမဆုံတွေ့နိုင်တဲ့အတွက်နောင်နာတွေရနေခဲ့ပါတယ်ဒါကြောင့်ကိုလူရေးကမလှကြီးတို့ကပျောက်ဆုံးတဲ့အရာကိုပြန်လည်ဖြည့်ဆည်းပေးခြင်းခဲ့ပါတယ်သူရဲ့အသက်နဲ့လဲလှယ်ရမယ်ဆိုရင်တော့သူလက်ခံလိုက်ပါမယ်ကိုလူအေးရဲ့အသက်ရှူတန်းတွေဟာတဖြည်းဖြည်းမေးမိန်လာပြီးတော့နောက်ဆုံးမှာငြိမ်သက်သွားခဲ့ပါတယ်။ကိုလူအေးရဲ့ဝိညာဉ်ကခန္ဓာကိုယ်ကနေထွက်လာပြီးတော့တရေမမလှကြီးရဲ့ဘေးမှာရပ်နေခဲ့ပါတယ်။အဲဒီအချိန်မှာတကယ်မအေးတောင်းကအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူမဟာအိမ်ကြီးချင်းတွေစီကနေကိုလူအေးကတယောက်တည်းစကားတွေပြောရကြနေပြီဖြစ်ကြောင်းအပြင်းထန်ဖျားနာနေတာဖြစ်ကြောင်းသတင်းကြားခဲ့တာကြောင့်ပါ။မအေးတောင်းဟာစေကူတာဖို့အိမ်ကိုအမြန်ပြန်လာခဲ့တာပါ။ဒါပေမဲ့အသက်မရှိတော့တဲ့သူ့ရဲ့ခင်မွန်းရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတဲ့အခါမအေးတောင်းဟာအချိန်မီမရောက်ခဲ့တဲ့အတွက်အရန်ကိုဝမ်းနေပြီးငိုကြွေးနေခဲ့ပါတယ်။ကိုလူရေးရဲ့ကျမစီကနေဘာကြောင့်အိုင်လင်းဆလိုထွက်သွားခဲ့ရတာလဲ။အခုကျမတယောက်တည်းဘယ်လိုနေရမှာလဲကိုလူရေးရဲ့ပြန်လာခဲ့ပါဦး။မအေးတောင်းရဲ့ရှိုက်တံတွေကအဲ့ဒီမှာရက်နေတဲ့မလှကြီးစိတ်မကောင်းဖြစ်သွားစေခဲ့ပါတယ်။သူမကကိုလူရေးရဲ့အသက်ကိုမအေးတောင်းစီကနေခွဲခွာစေခဲ့တဲ့လူဆိုးတစ်ယောက်လိုခံစားလိုက်ရတာကြောင့်ပါ။သူမရဲ့လောက်ရကလူနှစ်ဦးရဲ့အချစ်ကိုတားဆီးခဲ့တဲ့သူ့ရဲ့ဖခင်နဲ့လိုရနဲ့မချားနှက်လာဘူးလို့တွေးမိလိုက်ပါတယ်။ကိုလူအေးရဲ့ဝိညာဉ်မျက်လုံးတွေမှာလည်းမအေးတောင်းကိုထားခဲ့ရတဲ့အတွက်နောင်နာတွေနဲ့ပြည့်နေနေပါတယ်။သူမမလှကြီးရောမအေးတောင်းကိုရောနှစ်ယောက်လုံးကိုချစ်ခဲ့ပါတယ်။ဒါပေမဲ့အချစ်တွေကမတူညီတဲ့အချိန်နဲ့မတူညီတဲ့အချိန်တွေမှာဖြစ်ပေါ်လာခဲ့တာပါ။မလှကြီးတို့ပြန်လဲပေးဆက်ဖို့သူရွေးချယ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူမဟာအရန်ကိုဝမ်းနေပြီးတော့ဘလောက်ထိခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရလဲဆိုတာကိုလူအေးသိခဲ့လို့ပါမလှကြီးကလည်းကိုလူအေးကမအေးတောင်းကိုချစ်တယ်ဆိုတာကိုခံစားမိလိုက်ပါတယ်ဒါကြောင့်သူမဟာဆက်ပြီးတော့ကိုကျိုးကိုမကြည့်တော့ပဲမအေးတောင်းဟာကိုလူအေးရဲ့အသက်ကိုပြန်လဲရှင်းနိုင်အောင်ကယ်တင်ခဲ့ပြီးတော့အတူတကွနေနိုင်ခဲ့တာကြောင့်ဒါဟာသူတို့ရဲ့ကံကြမ္မာပဲဖြစ်လိမ့်မယ်လို့လက်ခံလိုက်ပါတယ်ကိုလူအေးကျမကိုလူအေးကိုကျမနဲ့အတူခေါ်သွားလို့မရတော့ဘူးဘာလို့လဲကိုလူအေးမင်းကိုအကြာကြီးစောင့်ငန်းခဲ့ရတာတောင်းပန်ပါတယ်လှရဲ့ဒါပေမဲ့ကျမကိုလူအေးရဲ့အသက်ကိုယူခဲ့မိတဲ့အတွက်အပြစ်ရှိတယ်လို့ခံစားနေရတယ်ကိုလူအေးရဲ့ဇနီးကလည်းကျမရဲ့မချားနာတဲ့အချစ်တွေနဲ့အတူတူကိုလူအေးကိုချစ်ပြီးတော့တိုင်ရောစင်ရှိတာကိုကျမတွေ့ရတယ်ကျမဒါကြောင့်ဘ누구ကိုမှထပ်ပြီးတော့ဝမ်းနေတာမျိုးမဖြစ်စေချင်တော့ဘူးတရေမလှကြီးကကိုလူအေးရဲ့ဝိညာဉ်ကိုခန္ဓာကိုယ်ထဲပြန်ဝင်အောင်တွန်းပို့လိုက်ပါတယ်ကိုလူအေးကလန်လို့လာပြီးတော့မျက်လုံးတွေကိုပြန်ဖွင့်လာခဲ့ပါတယ်သူဟာသူမကိုဖတ်ထားတဲ့မအေးတောင်းရဲ့ချိုက်တံကိုကြားလိုက်ရပါတယ်ဒါကြောင့်သူ့ရဲ့ဇနီးသတိပြန်ဝင်လာအောင်လို့ခေါ်လိုက်ပါတယ်အေးတောင်း
မအေးတောင်းကသူ့ရဲ့ခင်မွန်းပြန်တတိယလာကိုမြင်လိုက်ရတဲ့အခါအံ့ဩပြီးတော့ဝမ်းသာခဲ့ပါတယ်မအေးတောင်းကကျမရှင်သေးသွားပြီလို့ထင်ခဲ့တာရှင်အခုလိုတတိပြန်ရတာမြင်တော့ကျမဝမ်းသာလိုက်တာအဲ့ဒီခါမှာမလာကြီးကလည်းသူတို့နှစ်ဦးပြန်လည်ပေါင်းစည်းတာကိုမြင်လိုက်ရတဲ့အတွက်ဝမ်းသာသွားခဲ့ရပါတယ်သူမရဲ့အကြောင်းကအတိတ်ကကိစ္စဖြစ်ပြီးတော့မိတ်ပြစ်တင်ပါတယ်ကိုလူအေးနဲ့မအေးတောင်းကတော့ပြစ်စုံပွက်မှာဆက်လက်နေထိုင်တဲ့နယ်လို့သူမတွေးလိုက်မိပါတယ်အဲ့ကမလာကြီးကမျက်ရည်တွေကိုတုပ်လိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်ကိုလူအေးဟာမလာကြီးကိုရှာဖို့ကြိုးစားခဲ့ပေမဲ့မတွေ့တော့ပါဘူးသူကတော့မလာကြီးကိုအမြဲတမ်းသတိရနေတော့မှာပါနေ့စဉ်နေ့တိုင်းကိုလူအေးကရေထဲမှာအေးခဲနေရတဲ့မလာကြီးအတွက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးဆွမ်းလောင်းလိုခဲ့ပါတယ်ကုသိုလ်ကောင်းမှုတွေရရှိတဲ့အခါသူမရဲ့ခန္ဓာကိုယ်ကနှွေးထွေးလာပြီးပုံမတောက်ပလာခဲ့ပါတယ်ဒါဟာကိုလူအေးကသူမအတွက်ရည်စူးတဲ့ကုသိုလ်ပဲဖြစ်ပါတယ်နှစ်ပေါင်းများစွာကြာခဲ့ပြီးရဲ့နောက်မှာတော့မအေးတောင်းဟာကိုဝင်ရှိလာခဲ့ပြီးမလာကြီးနဲ့ရုပ်ချင်းစင်သူတဲ့တမီးလေးတဦးကိုမွေးဖွားခဲ့ပါတယ်ဒါဟာကိုလူအေးကတော့မလာကြီးသူ့ရဲ့သမီးအဖြစ်ပြန်လည်ဝင်ကားလာတာဖြစ်ကြောင်းယုံကြည်ခဲ့ပါတယ်ချစ်သူဘွားကနေသမီးဘွားကိုပြောင်းလဲသွားပေမဲ့သမီးပေါ်မှာထားတဲ့သူ့ရဲ့အချစ်ကတော့ဘယ်တော့မှယုံနေသွားမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အချစ်ဆိုတာကအမြဲတမ်းလှပနေလို့ပါပဲကဲမိတ်ဆွေတို့ရောဒီဇလန်းလေးကိုသဘောကျရဲ့လားဒါဟာချစ်ချင်းမြတ်တာကိုဖော်ကျူးတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်ဇလန်းလေးကိုအဆုံးထိနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ပုံမှာပြန်တွေ့ကြမယ်နော်